ဒီလိုကြီးဒီမှာပြပေးလောက်ဒီမှာကျွန်တော်ဒါလက်နဲ့နိုင်ထုတ်ထားရတာနော်အစီတိုင်းကြီးတွေကထွက်လာတဲ့ဟာကြီးတွေကျွန်တော်တစ်ချက်ကြည့်လိုက်တော်တော်ဆိုးဆိုးရွားရွားကြီးပေါ့နော်အားလုံးပဲမင်္ဂလာပါကိုမျိုးမော်တော်ဆိုင်ကရှိုးရုံမော်ပြရနေပြီးတော့ဆိုင်ကချင်းမက်ဆွေညီကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့မင်းခမ်းပါခုနလေးကကျွန်တော်ပြပေးသွားတော့ဒါစီတိုင်းကြီးတန်ကြီးတက်တဲ့ပြဿနာပေါ့နော်တော်တော်ကြီးဆိုးဆိုးရွားရွားကြီးပါဟိုစီတိုင်းကြီးအတွင်းခန်းထဲကစပြီးတော့ဟိုလက်နဲ့ဒီအောင်နိုင်ထုတ်လို့ရတဲ့အသေးအလုံးကြီးတွေထွက်လာရဲဆိုတော့ဒါတော်တော်ဆိုးဆိုးရွားရွားကိုဖြစ်သွားတဲ့ဟာပေါ့နော်ဟိုဒါကကျွန်တော်တို့ဘာအကြောင်းဖြစ်လာတာလဲဆိုတာလေးကိုကျွန်တော်သိတော့ဒါအနည်းငယ် sharing လုပ်ပေးသွားပါမယ်ကျွန်တော်ပထမဆုံးတစ်ချက်အနေနဲ့ပြောချင်တာကတော့ဒါ modify စီတိုင်းကြီးအပိတ်တွေကစဇလန်းစားကျွန်တော် modify သုံးတာလုံးဝမကောင်းလို့ဒါကျွန်တော်ဆိုလိုချင်တာမဟုတ်ပါဘူးဒီကျွန်တော် modify စီတိုင်းကြီးပိတ်တွေဆိုရင်ဒီမှာဆောင်းရှိတယ်အဲ့လိုမျိုးပြီးလို့ရှိရင်လည်းဟိုဝါရှာသုံးထားတယ်ဆိုရင်ဒီမှာဗမာလူဒီလိုဗမာလူကြီးတွေသုံးထားရပေါ့နော်အဲ့ဗမာလူကြီးတွေသုံးထားတဲ့အတွက်ကြောင့်မလို့ဒါစီတိုင်းကြီးမှာဆိုဘာဖြစ်လဲဆိုရင်ကျွန်တော်စီတိုင်းကြီးမှာပြပေးဒီစီတိုင်းကြီးရဲ့ကျွန်တော်တို့ဒီ drain box တွေဆိုရင်ပေါ့နော်ဖြစ်တဲ့လူတွေသုံးနေတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော် drain box တွေပါကျွန်တော်တို့ပိတ်သွားတဲ့အတွက်ကြောင့်မလို့ဒါစီတိုင်းကြီးပါကျွန်တော်တို့ဒီဟိုရေတွေပါဝင်နေအမုံမွားတွေပါဝင်နေတဲ့အတွက်ကြောင့်မလို့ဒီတန်ကြီးပါညာတွေဒါမျိုးတွေကဒါကြီးမားမားပြဿနာတွေဒီဒါဖြစ်လာတာပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒါစီတိုင်းကြီးဆေးလို့ရရင်ရဆေးလို့မရတော့ဘူးစီတိုင်းကြီးပါလဲရမယ်ဆို10ကနန်းထိပါကုန်ကြသွားနိုင်တယ်ပေါ့နော်ဒါနောက်ထပ်ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာလည်းကျွန်တော်ထပ်ပြောပြပေးပါမယ်ကျွန်တော်တို့တစ်ချက်လိုက်ကြည့်ပေးဦးပေါ့နော်လာပြီနောက်ထပ်စီပန့်ကြည့်အောင်စီပန့်ရေးကိုကြည့်လိုက်အောင်ကျွန်တော်တို့ဆိုးဆိုးရွားရွားကြီးဗျာတကယ်တော်တော်ဆိုးဆိုးရွားရွားခုဆိုရင်ဒါစီပန့်နေဆိုရင်ဆေးရတော့မယ်စီပန့်မော်တာတွေဆိုကျွန်တော်တို့ဒါစစ်ဆေးရမယ်ဟိုတကယ်လို့လိုအပ်လာရဲဆိုရင်ဒါစီပန့်မော်တာဆန်တွေပါကျွန်တော်တို့ဒါလဲရနိုင်တယ်ပေါ့နော်နောက်ထပ်အနေနဲ့ကတော့ဒါကျွန်တော်တို့ဒီပလက်တွေခုနေထားဆိုရင်ဒါပလက်ပါညာလဲရတော့မယ်နောက်ထပ်ထော်တယ်အုံတွေဒါထော်တယ်အုံတွေနော်ဇယ်တွေပါဖြုတ်စစ်ဆေးရတဲ့အထိကိုဒါဖြစ်လာနိုင်တယ်ပေါ့နော်ပြောချင်တာတခုကတော့ဒါဘာမှဟုတ်တဲ့ဟိုတီးတီးလေးပဲဟိုထင်လိုက်မှာတော့ဒါအသုံးပြုနေတဲ့ဒါဆိုင်ငယ်ချစ်မိတ်ဆွေညီကိုတွေအတွက်ပေါ့နော်ဒါဘာမှမဟုတ်ဘူးကျွန်တော်တို့ဒီလိုမျိုးတီးတီးလေးအကြောင်းရတယ်ဖြစ်လာနိုင်တဲ့ဒါဖြစ်လာနိုင်တဲ့အကြောင်းတွေကတော့အများကြီးပေါ့နော်ဒါပေမဲ့ဒီဆိုင်ငယ်မှာတွေ့ချီရတဲ့လောက်လေးဒါကျွန်တော် sharing ပြန်လုပ်ပေးသွားတာပါဟိုကုန်ကြစိတ်တော့ဘာမှမဟုတ်ဘူးတောင်းကနန်းလောက်လေးရနေပြီးတော့နော်ကျွန်တော်တိုင်းဆယ်နဲ့ချီတီဒါကုန်ကြသွားနိုင်တယ်ဒါကြီးမားမားကြီးတီဒါဖြစ်လာနိုင်တဲ့အရာတွေကိုကျွန်တော်အနေနဲ့ဒါဒီနေ့အနည်းငယ်လောက် sharing လုပ်ပေးသွားတာပါဒီထဲမှာလည်းလိုအပ်ချက်တွေပါရှိရဆိုရင်လည်းကျွန်တော် comment မှာပဲဖြည့်ဆိုပြီးတော့ဒါပြောပေးလို့ရပါတယ်ကျွန်တော်တို့ဒီမှာဒါစားဘက်ခဏကျွန်တော်ရဲ့အသိမိတ်ဆွေစားဘက်လာရထားတဲ့ဘိန်းလေးမှာတွေ့ရှိရတဲ့ဟာလေးကိုဒါ sharing ပြန်လုပ်ပေးသွားတာပါเนาะဒါကျွန်တော်ဗီဒီယိုလေးမှာလည်းဒါသုံးတစ်ခုရလိုက်မယ်လို့လည်းဒါယုံကြည်ပါတယ်ဒါကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေညီကိုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုင်ကယ်ချစ်မိတ်ဆွေညီကိုတွေလည်းဒါဘိန်းကောင်းဘိန်းတန်ဘိန်းလာတွေကိုပိုင်ဆိုင်နိုင်တဲ့ပြင်အိမ်မက်တွေလည်းအမြန်ဆုံးကောင်းတဲ့ဖော်နိုင်ပါစေလို့ဒီနေရာလေးနဲ့ဆုတောင်းပေးလိုက်ပါတယ်